အားလုံးပဲမင်္ဂလာပါနော်ဒါမွေးကနန်းလေးတွေကျွန်တော်ကထိုးနှံတဲ့လူလေးကိုရှေ့မှာပြထားတဲ့မွေးကနန်းလေးတွေကိုကျွန်တော်ကနှုတ်စောပြီးချပေးရတယ်ဒါပုံစံတူပေါ့ဒါရှစ်ဖြီးတယ်လိုရင်းကြည့်အောင်ဗျာဟို live မဟုတ်တော့နော်မိနစ်တွေလည်းကြာနေရင်တင်ရတာအဆင်မပြေဘူးနော်အဲ့ဒါလိုရတယ်အဲ့တော့ဘာလဲဆိုတော့ဒီကတ်စီးလေးပေါ့နော်ကတ်စီးလေးမှာသူကဒီလိုလာတာဗျာဒီကျွန်တော်တို့နောက်ပေါင်းစီရှစ်တယ်နောက်ပေါင်းဒီခွန်တယ်အဲ့တော့နောက်ပေါင်းဒီက6တယ်အဲ့တော့8ခွန်6လို့ဖြစ်ပြီးတာ ਨੇ အဲ့မှာသူ့ရဲ့တပင်ကြမှာဘိုင်းစီကသူက9ဘိတ်9အပိတ်ကလေးတဲတယ်ပေါ့ဗျာအဲ့ဒါမှလည်းကျွန်တော်တို့9အပိတ်ခဲ့ပြီကိုဟုတ်ကဲ့ဒါဟိုဘက်က8သိဖြီးကကျွန်တော်လိုရင်းပြောခဲ့အဲ့တော့ဒီ9ပိတ်ရဲ့နောက်မှာကသူကပေါင်းင်း9ထည့်မလားသို့မဟုတ်နောက်ပေါင်း3 8ပဲဖြီးမလားအဲ့မှာနောက်ပေါင်း3အဲ့မှာနောက်ပေါင်း3နော်နောက်ပေါင်း3ရှင်းပါတယ်တော့လိုလေးအဲ့မှာကျွန်တော်သူ့ရဲ့ပုံမှာက2နဲ့6နဲ့ဒီ8 3နဲ့9နဲ့ဒီခွန်အဲ့တော့2နဲ့4နဲ့ဒီက6အဲ့တော့8ခွန်6လို့ဖြစ်ပြီးတပည့်ကြမှာကျွန်တော်တို့ပန်းရောင်လေး9ပိတ်အဲ့9ပိတ်ရနောက်မှာအဝါရောင်လေးနောက်ပေါင်း3တပင်းကြမှာပန်းရောင်လေး9ပိတ်9ပိတ်ရနောက်မှာဝါရောင်လေးနောက်ပေါင်း3တပင်းကြမှာပန်းရောင်လေး9ပိတ်9ပိတ်ရတော့နောက်ပေါင်း3ဆက်ပေးဦးမလားဒီလိုဆိုရင်အဲ့ဒီနောက်ပေါင်း3ကိုဒီနေရာလေးကြည့်အောင်စီနီယံပြေးနေရလေနော်အဲ့တော့မွေးကနန်းလေးလည်းကြားရတဲ့ဟာလေးချပြလိုက်ရပဲဟုတ်ကဲ့အဲ့တော့ကြည့်အောင်ဗျာနော်အဲ့တော့ကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီနေရာမှာကြာသီးလေးက2ပိတ်တယ်ပထမဒုတိယမှာလည်း2ပိတ်တယ်ပေါ့နော်တတိယမှာလည်းကျွန်တော်တို့2ပိတ်တယ်အဲ့ဒီ2ပိတ်ကနေလို့သူ့ရဲ့နောက်မှာကြာသီးဒီပိုင်းဒီကစီနီယံဖြစ်6ထိပ်တယ်အဲ့တော့9ထိပ်တယ်အဲ့ဒီကြာသီးက4တလုံးလဲကောက်ထည့်တော့တာပဲအဲ့တော့4ထိပ်တယ်အဲ့တော့2ပိတ်6ထိပ်2ပိတ်5ထိပ်2ပိတ်4ထိပ်လို့ဖြစ်တာ ਨੇ အဲ့တော့သူ့ရဲ့နောက်ကကြာသီးကဘာကြာသီးလဲဆိုပဲဒီမှာသူကစီနီယံပဲနောက်ပေါင်း3ဒီ1နှစ်တွဲနောက်ပေါင်း3ဒီ3ညာ3တွဲနော်အဲ့တော့နောက်ပေါင်း3ဒီအဲ့တော့အပိတ်ကလည်းနောက်ပေါင်း3ဒီ2ပိတ်3ပိတ်4ပိတ်ပေါ့နော်အဲ့တော့1နှစ်တွဲ3ညာ3တွဲဆို4 9တွဲပေါ့ရှင်းပါလေနော်အဲ့4 9တွဲလို့ဖြစ်တော့သူကအဲ့ဒီကောင်ကအောက်ထိရိုက်တယ်ဗျအဲ့ဒီစနက်ကလေးကဟိုကပ်ပင်လေးပေါ့ဗျာနော်အဲ့လိုဖြစ်တဲ့နဲ့သူကဒီမှာကျတော့သူကနှစ်ဖက်လာတယ်ဗျအဲ့နှစ်ဖက်ကဒီလိုထိတ်ကလေးကသူကဒီမှာဗျထိတ်ကလေးက6ထိတ်6ထိတ်3ညာထိတ်က9ဒီမှာ9ထိတ်9ထိတ်က9နော်ဒီမှာကသူ့လို9ရယ်2ရယ်4ရယ်ဆို6ထိတ်နောက်ပေါင်း3လဲ6လေးကြာတာပေါ့အဲ့6ထိတ်ကဒါပေါင်းခြင်းအောက်ကတက်တဲ့6ထိတ်ရှိတယ်ဆိုတော့အဲ့ဒီ9ကိုလည်းဒီမှာက3ညာထိတ်5ထိတ်3ညာထိတ်ကလည်း9ဒီမှာလည်း4ထိတ်4ထိတ်6ထိတ်5ထိတ်ကလည်း9ဒီမှာလည်းအဲ့ဒီ1500ကိုလည်း8ထိတ်8ထိတ်ဒါ9ထိတ်မှာ9အဲ့တော့ပြောချင်တာကတော့ဒါကပ်ပင်ကတ်စီကိုရှိရပြရတဲ့မွေးကနန်းလေးနဲ့ပုံစံတူဖြစ်နေလို့မို့အဲ့မှာကျွန်တော်တို့453ကနေပြောထားတာလေ453တဲ့3လုံးထွက်တာပေါ့453ဒီနှစ်မို့သူ့ရဲ့နှစ်ချကိုင်းမှာဗရိတ်နဲ့ဒီ453ဆီအောင်9နဲ့နဲ့နေတဲ့ကနန်းစီက9လေးတွေလိုက်ကြနေတဲ့ဆိုတဲ့သဘောပေါ့ဗျာအဲ့တော့ဒီကနေ့ပြောချင်တာကတော့ဒါကရှိကYouTube live မှာကျွန်တော်ပြောသလို like ထိုးနိုင်တဲ့မိတ်ဆွေတွေကထိုးပေါ့နော်အဲ့တော့အပူလည်းရှိတယ်ဗျာနော်ဒီဘက်ကနော်အဲ့တော့ပေါင်းချင်း8တန်းလဲဆိုတော့မစိုးဘူးဗျာဒီကနန်းလေးနော်အဲ့တော့6လေးအများကြီးတော့မလုံနဲ့ပေါ့ဗျာကြိုင်လဲလုံပေါ့နော်အဲ့တော့1000ဘိုးလောက်တော့ like ထိုးပေါ့နော်1000ဘိုးကတော့လက်ဖိတ်တစ်ခွက်ဖို့တော့မရှိပါဘူးနော်အဲ့တော့
ကျွန်တော်ရေးပေးမယ်နော်အဲ့တော့15ချိန်ကိုလေးမွေးထိုးရပြီပေါ့နော်ဟုတ်ကဲ့တဲ့လောက်ပဲဗျာနော်အဲ့ဒါလေးကိုကျွန်တော်လာပြောတာပါနော်အဲ့မှာနော်အမှာ15ချိန်ကျွန်တော်တို့ရှင်းပါတယ်နော်လွယ်ရင်းလေးဆိုတော့လေဟိုကျန်တဲ့ပုံစံတွေပြလဲဒီနေရာပဲရောက်မှာသူကအဲ့လိုအဲ့ဒါကသူ့တိုင်းပေးရင်ကိုလေးတဲ့ပေါ့ဗျာနော်ဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျာနော်ကျွန်တော် YouTube channel ကိုဒါ subscribe လုပ်ရင်လည်း subscribe လေးနှိပ်လက်မလေးတွေနှိပ်ပြီးတော့ comment လေးတွေရေးတိုင်ပင်လို့ရပါတယ်ဗျပြီးတော့ဘာကဏ္ဍလေးတွေညာကဏ္ဍလေးတွေမရှိဘူးလားဆိုတာလည်းမေးလို့ရပါတယ်ကျွန်တော်တတ်နိုင်လို့ရှင်းပြပါမယ်နော်ဖြစ်အောင်တော့မပြပါဘူးရှိတယ်ဆိုရှိတယ်မရှိဘူးဆိုမရှိဘူးပေါ့ဗျာအဲ့လောက်ပါပဲနော်အဲ့မှာကိုလေးတဲ့ရှင်းပါတယ်နော်ဒါလွယ်ရှင်းလင်းလေးပြတာနှစ်ပိတ်6ထိပ်နှစ်ပိတ်5ထိပ်နှစ်ပိတ်4ထိပ်တယ်ပေါ့နော်အဲ့ရအောင်မှာနောက်ပေါင်း3ဒီ1နှစ်တွဲတယ်နောက်ပေါင်း3ဒီ3ည3တွဲတယ်နောက်ပေါင်း3ဒါဆို6လေးတွဲနှစ်ပိတ်3ပိတ်4ပိတ်ပေါ့သူတိုင်းစီနီယံသွားမယ်ဆိုရင်တော့ထိပ်ကြီးတော့နှစ်ဖက်ပါနေတာပေါ့9ရက်6ရက်3ညရက်5တယ်3ညရက်5ရက်3ညရက်လည်း5တယ်အဲ့တော့5ရက်5ရက်5ရက်လည်း5တယ်4ရက်6ရက်5ရက်လည်း5တယ်ဒါဆိုရင်သူ့လို5မယ်ဆိုရင်တော့2ရက်4ရက်ဆို9မှ5အဲ့တော့ဒီမှာ8ရက်ဆိုလဲ9မှ5အဲ့တော့9လေးတဲ့ပေါ့ဗျာဟုတ်ကဲ့ဒါလောက်ပါပဲနော်